အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ The Lost Cat ဆိုတဲ့ mini story လေးကနေအင်္ဂလိပ်စာအတူတူလေ့လာတော့ကြမှာဖြစ်ပါတယ်ကျွန်တော်အခုလို mini story လေးကနေအင်္ဂလိပ်စာလေ့လာခြင်းအပြင်ကျွန်တော်တို့ဒီ reading skill ကိုလည်းတိုးတက်စေတယ်ပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့အတွက်ကြောင့်ကျွန်တော်တို့ကိုပိုပြီးမှမှတ်မိလွယ်ကူစေတယ်ပြီးတော့ဒီထဲမှာပါဝင်တဲ့စကားလုံးကိုနဲ့စိမ့်နေတဲ့စကားလုံးတွေကိုလည်းကိုကပိုပြီးတိမှတ်ခွင့်ရမယ်ပြီးတော့ဒီ story ထဲမှာပါတဲ့စကားလုံးတွေရဲ့အတန်ထွက် pronunciation ကိုလည်းကိုယ့်ကိုပိုပြီးမှသိကျွမ်းစေမှာဖြစ်ပါတယ်အားဆိုရင်ကျွန်တော်ခါတိုင်းလိုပဲဒီ mini story လေးကို English လိုအရင်ဖတ်ပြမယ်ပြီးတော့ကျွန်တော်ဒီ story လေးကိုမြန်မာလိုကိုနောက်ပိုင်းမှာပြန်ပြီးလေ့လာတော့ကြမှာဖြစ်ပါတယ်ဟုတ်ကဲ့အားဆိုရင်ကျွန်တော်တို့စလိုက်ကြရအောင် The Lost Cat Mia has a cat. Her cat's name is Coco. Coco is small and white. Mia loves Coco very much. One day, Coco runs outside. Mia cannot find her cat. She looks in the garden. She looks under the table. She looks behind the door. But Coco is not there. Mia feels sad. She calls, Coco, Coco, where are you? Then Mia hears, meow. Coco is on the tree. Mia smiles. She picks up Coco. Don't run away, Mia says. Coco purrs. Mia and Coco go home happily. Okay, အဲ့ဆိုရင်ကျွန်တော် mini story ကတော့ဒီလောက်ပါပဲကျွန်တော်ဒီ mini story ကိုမြန်မာလိုပြန်ပြီးမှလေ့လာသွားကြရအောင် The Lost Cat ပျောက်ဆုံးသွားတဲ့ကြောင်ကလေးပေါ့ Mia has a cat Mia ကနာမည်ဖြစ်တယ်ပေါ့နော် Mia မှာ has a cat ကြောင်တစ်ကောင်ရှိတယ် Her cat's name is Coco Her cat's name သူမရဲ့ကြောင်နာမည်က It's Coco Coco လို့ခေါ်တယ် Coco is small and white Coco က small သေးငယ်တယ် and white ပြီးတော့အဖြူရောင်ရှိတယ် Mia loves Coco very much Mia က Coco ကိုအရန်ချစ်တယ် One day တနေ့မှာ Coco runs outside Coco ကအပြင်ကိုထွက်ပြေးသွားတယ် Mia cannot find her cat Mia က cannot find ရှာမတွေ့ဘူး her cat သူမရဲ့ကြောင်ကိုရှာမတွေ့ဘူး She looks in the garden သူမကဥယျာဉ်ထဲမှာကြည့်ကြည့်တယ် She looks under the table သူမကဒီစပွဲရဲ့အောက်ကိုလည်းကြည့်ကြည့်တယ် She looks behind the door ပြီးတော့တကားရဲ့အနောက်ကိုလည်းသူမကြည့်ကြည့်တယ် But Coco is not there ဒါပေမဲ့ Coco ကအဲ့မှာမရှိဘူး Mia feels sad Mia ကအယံဝမ်းနေတယ် She calls သူမခေါ်တယ် Coco Coco where are you Coco နင်ဘာမှလဲဆိုပြီးသူမလှမ်းခေါ်တယ် Then Mia hears meow ဒီ meow ဆိုတာကကြောင်ရဲ့အတန်ပေါ့နော်အဲ့တော့ Mia ကကြောင်ရဲ့အတန် meow ဆိုတဲ့အတန်ကိုကြားတယ် Coco is on the tree Coco ကတစ်ပင်ပေါ်မှာ Mia smiles Mia ကပြုံးသွားတယ်သူပျော်သွားတယ်ပေါ့ She picks up Coco သူမက Coco ကိုကောက်ယူလိုက်တယ် Don't run away again Mia says Mia ပြောတယ်ပေါ့နော် Don't run away again နောက်ထပ်ထွက်မပြေးနဲ့တော့ Coco purrs ဒီမှာဆိုရင် purrs ကြတော့ဒီကြောင်နေရဲ့ထုံးစံအတိုင်းသူတို့ဒီချွဲတဲ့ပုံစံအတန်လေးပေါ့နော်ချွဲတဲ့အတန်လေးဆိုရဲအဲ့လိုမျိုးချွဲတဲ့အတန်လေးပေါ့နော် Coco ကအဲ့လိုအတန်လေးလုပ်တယ် Mia and Coco go home happily Mia နဲ့ Coco က go home အိမ်ပြန်ကြတယ် happily ပျော်ရွှင်စွာနဲ့အိမ်ပြန်ကြတယ်ဟုတ်ကဲ့အဲ့ဆိုရင်ကျွန်တော်ရဲ့ဒီ mini story လေးကတော့ဒီလောက်ပါပဲကျွန်တော်ဒီ mini story ရဲ့ PDF လေးကိုကျွန်တော်ရဲ့ဒီ description link မှာကျွန်တော်ချပေးထားမယ်မိတ်ဆွေတို့အဲ့မှာသွား download ပြီးမှဒီကိုမတိလိုက်တဲ့စကားလုံးလေးတွေကိုသွားပြီးမှလည်းမှတ်ထားလို့ရပါတယ်အားပေးကြတဲ့တယောက်ချင်းစီကိုအားလုံးကိုကျေးဇူးတင်ပါတယ်